တော့လေတမျိုးစီမှာပန်းစီလေးမှာပေးတာပေါ့နော်ဟိုဒီနေ့ရဖာနေလေးလဲရှင်ဒီကကျွန်တော်မင်းလေးဗျဟုတ်လက်ဆောင်ပစ္စည်းလေးဘယ်သူပေးရလို့ထင်လဲအဲ့လိုတော့မသိဘူးဗျညီမတို့စီမှာတော့ကောင်မလေးချောချောလေးရလာပါထားတယ်ဟုတ်ကဲ့ဟုတ်နည်းနည်းတော့ခံမဲ့ကြည့်ပေးပါလားမသိဘူးဗျကျွန်တော်အဲ့လိုနဲ့အတီလည်းများတယ်ចောင်းသူတွေလည်းအဲ့လိုမျိုးထဲကများတော့ကြတော့ဘူးရမယ်အဲ့လိုမျိုးမမှန်တက်ဘူးဗျကောင်မလေးရောမဖြစ်နိုင်ဘူးကောင်မလေးကတော့မရှိဘူးဟုတ်ကဲ့ပါဟုတ်ခဏလောက်မျက်လုံးလေးမိတ်ပေးလို့ရလားရှင်ဟုတ်ရဆရာပေးရသူလေးတည်ဟိုဟာဆရာမွေးနေ့မှစပြီးရဲ့နောက်နှစ်ပေါင်းများစွာကျမ်းမာပါစေရဲ့ဆရာတင်ထဲမှာတဲ့အမှတ်တရများစွာဖြစ်အောင်နဲ့ဖန်တီးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်တဲ့ဆရာလမ်းကြောင်းတစ်ခုပေါ်တဲ့တက်မဲ့အောင်နဲ့ရှောင်းလန်းအောင်တုံသင်ဆုံးမပေးတဲ့အတွက်ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်တဲ့ဆရာပေါ်မှာတဲ့ကာယကံဝစီကံမနောကံနဲ့တဲ့ပြမခဲ့တည်ရှိတော့တောင်းပန်ပါရဲ့ဆရာတဲ့ကိုရီးယားစာသင်ပေးရုံမကားတဲ့ဘဝတက်ဆော့ပေးပါသင်ကြားပေးရတဲ့ကျေးဇူးတင်ပါတယ်ဆရာတဲ့အခုကြောက်တဲ့မွေးနေ့မှစနောက်နှစ်ပေါင်းများစွာလည်းတဲ့ခုတည်းမကအောင်မြင်ပြီးချစ်ရတဲ့မိသားစုနဲ့ထာဝရပြည့်ရှင်နိုင်ပါသေးဆရာဆရာရဲ့တပည့်များဖြစ်တဲ့ကိုရန်နိုင်မရွှေတင်တော်မဆင်ပူပူလေးမတင်လာလေးတော့ပြခိုင်းလာရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါနော်ဟုတ်ဘယ်လိုခင်လာရလဲရှင်ဟုတ်ပြောပါတယ်နည်းနည်းတော့ခဏတော့ surprise တော့ပို့ဖြစ်တယ်အဲ့လိုလေဘယ်သူကခံမှမသိတော့ကြတော့ဟုတ်ကဲ့ပါတို့တဲ့အမှာတကားလေးပါပြောချင်လေရှင်ဟုတ်သူတို့လည်းစိတ်ချမ်းသာရင်ကိုယ်ကြမှာရင်လည်းပြည့်စုံပါစေပြီးတော့ပေါ့နော်အခုကျွန်တော်တင်ပေးရကိုရီးယားစာရေးလည်းဒီထက်မကထူးချွန်ပြီးတော့ကိုရီးယားကိုလည်းအခက်အခဲမရှိတော့လည်းကိုယ်နဲ့သူတို့ရှောင်းလန်းနိုင်ပါစေပေါ့နော်ကိုရီးယားမှာလည်း